Hello，找个人都穿照片我操，我叫没有他干的活路，刚刚他出比他干的没，ကာ我把他搞，Hello ကားသမားစုပြီးလာတက်မှာတော့刚刚出没有他干的没都，没把我管的没让他发的嘞，他罗马他搞，没多了，他罗马他烧焦没有不干的，没让我们挣，没有他干的，没买了没烧买，所以说他罗马他烧焦。အေးမှားတယ်ဆိုတာဘယ်လိုမျိုးမှားတာလဲဦးလေးပြောလေ没有马路，你在地里，我马路树里，有树里没人买的，没有他干的，没有货把台过进来，他罗马台。တင်မှာလိုင်းမော်တင်မှာဦးလေးနော်ကားသမားနဲ့မင်းတို့စကားများတဲ့ဗီဒီယိုဖိုင်ကိုမင်းတေချာရှင်းပြမယ်မင်းတို့တွေကစမ်းချောင်းလင့်ရနေပြီးတော့ grad ငားတယ် grad ကားရောက်လဲရောက်ကောမင်းတို့က9ယောက်ဆိုတော့3ယောက်ကအရင်ဆုံးတက်လဲတက်ကောသူကဟိအောင်နဲ့မင်းတို့တွေကတဲ့ဘယ်နှစ်ယောက်လဲတဲ့ဘယ်နှစ်ယောက်လဲဆိုတော့ဦးလေးကျွန်တော်တို့က9ယောက်ဆိုလို့ရှိရင်တဲ့မတင်ဘူးဟိအောင်စင်းနဲ့သူကပထမဆုံးအဲ့လိုစပြောစကားပြောတော့သူကအစုပ်ကလည်းနည်းနည်းလေးရင့်တဲ့အထဲမှာပါတယ်ပေါ့နော်အဲ့နဲ့ဟုတ်ဘူးလေလို့ဦးလေးပို့လို့ရှိရင်လေတယောက်လူကိုကြည့်ပေးမှာပေါ့လို့ဘာဖြစ်လို့လဲဆိုလဲဆိုတော့မရဘူးတဲ့9ယောက်ဆိုရင်မတင်ဘူးတဲ့โอเคအဲ့ဆိုလို့ရှိရင်လည်းမတင်လဲပြီးရောနောက်ကားငားမယ်ဆိုပြီးမင်းတို့ကသူ့ကားရဲ့ဖင်မီနာကိုတွားလဲတော့သူကကားပေါ်နေလှမ်းပြောတယ်ဟဲ့အောင်နေတဲ့မင်းတို့ cancel လုပ်လိုက်အောင်တော့တဲ့ cancel လုပ်လိုက်အောင်တော့ဆိုတော့ဦးလေးဟုတ်ပြီအဲ့ဆိုပြီးရင်လုပ်လိုက်မယ်လေလို့မင်းကလည်းအဲ့လိုပြောလိုက်တာပါဘာလို့ဆိုတော့ cancel လုပ်တာမလုပ်တာမင်းတို့ကိုငားတာဖြစ်တယ်ကိုလောက်အောင်မှာမင်းတို့ကသိပါတယ်ဒါပေမဲ့ तू ကအဲ့ဒါကိုမကျင်တတ်ဘူးထပ်ပြီးတော့ကားနောက်ထဲကိုထပ်လာတယ်ဟဲ့အောင်နဲ့မင်းတို့က cancel လုပ်မှာလားမလုပ်ဘူးလားတဲ့ဦးလေး cancel လုပ်မယ်မလုပ်ဘူးလားအရန်တော့မေးမနေနဲ့လေဘာလို့လဲဆိုဦးလေးက9ယောက်တင်လို့မရဘူး okay ဟိုတငယ်ကြီးတယောက်ကလည်းမလိုက်တော့ဘူးပြောတယ်လို့အဲ့ဒါ4ယောက်ပဲသွားမယ်လေလို့အခု4ယောက်သွားလို့ရသေးလားဆိုတော့4ယောက်လည်းမတင်တော့ဘူးတဲ့မင်းတို့တွေတဲ့အဲ့လိုပြောတယ်အခု cancel လုပ်မှာလားမလုပ်ဘူးလားတဲ့အဲ့ဆိုလို့ရှိရင်ဦးလေးတို့ cancel ကတော့ပြီးရင်တော့လုပ်မှာပေါ့လို့အခုကဘာဖြစ်လို့လဲဆိုတော့ဟိအောင်လည်းအခုချက်ချင်းလုပ်မရဘူးဆိုပြီးတော့သူ့နောက်တကားကိုဖွင့်ပြီးတော့ဒုတ်ဆွဲတဲ့အချိန်မှာမင်းက video file back နဲ့သူပိတ်ရလိုက်တာဖြစ်ပါတယ်အဲ့ဒီအချိန်ကြာမှတယောက်နဲ့တယောက်စကားများပြီးအခြေတင်မြစ်ကမှသူ့ဘက်က4ယောက်5ယောက်ဆိုရင်လည်းလက်မခံဘူး4ယောက်ဆိုရင်လည်းလက်မခံဘူးဆိုတော့ cancel ဦးလေး cancel လုပ်တာဖြစ်သွားပြီဦးလေးပိုင်ဦးလေးလုပ်ဆိုပြီးတော့ဒါကတော့စကားများတဲ့အချိန်မှာအခြေတင်နဲ့သူ့ကိုပြောတာပေါ့နော်ဒါပေမဲ့မင်းတို့ဘက်က cancel လုပ်ရမှာဖြစ်ပါတယ်ဒါပေမဲ့4ယောက်ဆိုရင်လည်းတွားလက်မခံမင်းတို့အယုံကြည်မရှိတော့ဘူးလို့ဘာတို့ဟိအောင်တို့ဒုတ်ဆွဲပြီးပြဒုတ်ဆွဲပြီးဒီလိုတွေလုပ်နေတဲ့အချိန်ကြတော့မင်းတို့ကလည်းပဲဟုတ်ကဲ့ကြောက်ပါတယ်ကျွန်တော်တို့ကအဲ့လိုမျိုးဟို cancel လုပ်ပေးပါမယ်ဆိုပြီးတော့မင်းတို့လည်းလူငယ်ဆိုတော့စိတ်မထိန်နိုင်တော့ဒါပေမဲ့ကလေး2ယောက်ကတော့သူတို့တွေမင်းတို့ဂျားတွေကနေပြီးတော့သူတောင်းပန်ပြီးတော့လုပ်ပေးတယ်ဒါပေမဲ့မင်းတို့ကတော့အဆင်ပြေမနေတော့ဘူးလေအဲ့ဒီအချိန်တူကိုသိရမလားဟိုသူ့ကိုထမင်းအိုးရိုက်ခွဲတယ်လို့လည်း comment တွေထဲမှာတွေ့ရလို့ထမင်းအိုးရိုက်သူအရင်သူကိုယ်တိုင်အားကိုပဲကိုယ်ထမင်းကျွေးတဲ့လူတွေကိုတုံးနေရိုက်ခွဲဖို့သူကလုပ်ထားတာဆိုတော့လေအဲ့ဆိုတော့အမျိုးမျိုးအထွေတွေပေါ့နော်ခုနလည်းမင်းဖုန်းဆက်ပြီးတော့ဆဲပါတယ်အကြီးကျယ်သူတို့တက်စီသမားတွေစုနေပြီးမင်းကိုလိုက်ရှာပြီးတော့တော့ကတ်ပါမယ်ဆိုပြီးတော့ချင်းရောက်ထားတဲ့ဗီဒီယိုဖိုင်လေးတင်ထားတယ်အဲ့ဒါလည်းပဲအခုမင်းစီမှာတက်တွေရှိရပေါ့နော်အဲ့ဆိုတော့မင်းတို့ဘက်ကလည်းလုတ်တင်တာကိုလုတ်ပါမယ်သူတို့ဘက်ကလည်းသူတို့တက်တွေရှိတယ်လုတ်ရှင်းတယ်ဆိုရင်လည်းလုတ်ပါမင်းတို့ကလည်းပဲကြိုက်တဲ့နေရာမှာကြိုက်အဲ့နာလူတွေကိုလည်းမေးလို့ရတယ်လို့အဲ့နာတက်စီသမားတွေကိုလည်းမေးလို့ရတယ်ကြိုက်တယ်လို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ရှင်းလို့ရပါတယ်မင်းတို့ကလည်းဖြည့်ရှင်းပါအဆုံးမသိတော့တင်ထားတဲ့သူမှန်တာပေါ့တဲ့အေးအဲ့ဒီအစလည်းပဲအဲ့ဒီသူဒုံကြီးဆွဲပြီး1 2 3ရီမယ်မင်းတို့ထက်ကဘယ်သူ cancel လုပ်မှာမလုပ်ရင်ရိုက်မယ်ဆိုပြီးတော့ပြောတယ်အဲ့ဒီရဲ့ရှေ့လေးမှာခဏလေးပဲ तू ကကားပေါ်ကိုဘက်ကနေ3ယောက်ကအရင်ဆုံးတက်လိုက်တယ်မင်းတို့ကဘယ်နှစ်ယောက်လဲတဲ့9ယောက်ကိုပြောလိုက်ပြလိုက်9ယောက်ဆိုရင်ဟိအောင်မတင်ဘူးစင်းဆိုပြီးတော့မင်းတို့ကိုအဲ့လိုကြီးလေးတန်းမနဲ့မောင်းချတဲ့ပုံစံမျိုးလုပ်တော့ဦးလေးဘာလို့လဲဆိုပြီးတော့မင်းကညှိနှိုင်းသေးတယ်လူပိုကြီးပါညာပဲအရင် grad တွေတော့လည်းလူပိုကြီးပါညာပဲဒါကနားလည်မှုနဲ့လောက်တာပေါ့ကွာအဲ့ဒါကို तू ကအဲ့လိုလဲညှိနှိုင်းလို့မရဘူးဆိုတော့မင်းတို့ဟုတ်ပြီဆင်းလိုက်တော့ဆိုပြီးတော့ကားနောက်ကိုရောက်တဲ့အချိန်မှာ तू ကဟိအောင်မင်းတို့ cancel လုပ်လိုက်အောင်တော့တဲ့ဟုတ်ပြီဦးလေးပြီးရင်လုပ်လိုက်မယ်ဆိုမင်းကလည်းဒီလိုပြောလိုက်တာပေါ့ပြောလိုက်တဲ့အချိန်မှာ तू ကမကျင်တာဘူးထက်လာပြီးတော့ तू ကားနောက်ထဲကိုထက်လာပြီးဟိအောင်မင်းအခု cancel လုပ်မှာလားမလုပ်ဘူးလားဆိုမင်းတို့အမိန်ပေးတဲ့ပုံစံမျိုးနဲ့ပြောပါတယ်ခုနကတော့မင်းကိုဖုန်းဆက်ပြီး10တော့မှပဲညတော့ဗီဒီယိုဖိုင်က line ပေါ်မှာ तू တွေ့သွားပြီဆိုတော့ဒါတော့မှပဲလေးတန်းမလျှော်ပဲနဲ့မင်းကိုမေတွေနဲ့ကင်ပြီးတော့ဆဲတာလေ cancel လုပ်လို့ရှိရင်မင်းတို့က1000နောက်ကြလို့ရှိရင်ထပ်ငါလို့ရှိရင်1000ပေးရတယ်လေမင်းကမနဲ့ပြောပါဘူးအဲ့1000 2000ကိုလည်းနှမျောနေရမှာမင်းအကြောင်းကိုလည်းပဲဒါမင်းကိုဗီဒီယိုဖိုင်အမြဲတမ်းကြည့်နေတဲ့လူတွေကသိတယ်သူ့ဘက်ကနေပြီးတော့ဟေ့အခုချက်ချင်းလုံးမလားမလုံးဘူးလားလို့ပြောတဲ့အချိန်မှာဦးလေးဘာဖြစ်နေရလဲပြီးရင်လုံးမှာပေါ့လို့ပြောတဲ့အချိန်မှာဟေ့အခုလုံးမလားမလုံးအခုချက်ချင်းလုံးဆိုပြီးတော့သူ့ကားနာဖုံဖွင့်ပြီးဒုတ်ကိုဆွဲပြီးတော့မင်းတို့ရိုက်မဲ့ရှင်မင်းကဗီဒီယိုစရိုက်လိုက်တယ်အဲ့အချိန်မှာ1 2 3ယူမယ်မင်းတို့ထက်ကဘယ်သူလုံးမှာလဲလုံးမလားမလုံးဘူးလားဆိုမင်းတို့အဲ့လိုပြောတာအဲ့လိုမျိုးသူ့ဘက်ကနေစပြောဒါပေမဲ့သူ့ဘက်ကကိုယ့်ဘက်ကလည်းပဲဟို cancel ကိုချက်ချင်းလုပ်လိုက်ရမှာပေါ့နော်ဒါပေမဲ့လည်းပဲလုံးမှာပဲလေမင်းတို့လည်းနောက်ကငှားအောင်မှာနောက်ကငှားမယ်အချိန်တိုင်းလုံးမှာပဲဒီ cancel ကြေးကိုနှမျောလို့လည်းမဟုတ်ဘူးလေနော်
အဲ့ဒါမျိုးသူ့ဘက်ကနေပါအရန်ကိုရိုင်းရိုင်းစင်းစင်းနဲ့လာပြီးတုတ်ပြန်လို့မင်းတို့ကလောက်ရတာဖြစ်ပါတယ်